အကြောင်းနှမျိုးကြောင့်ကိုချင်းသီလပြက်ပြသွားတာရှိတယ်ကိုချင်းသီလအကျင့်ကနေလျှော့ကျသွားတာရှိတယ်နော်ကြာဆုံးသွားတာရှိတယ်လှုပ်တာမအောင်မြင်မှုပေါ့လှုပ်တာမအောင်မြင်မှုကိုစောက်တည်ထားတဲ့အလုပ်တစ်ခုကမအောင်မြင်မှုလို့ဆိုလို့တယ်ပေါ့ကိုချင်းသီလလျှော့ကျသွားအဲ့ဒီလိုသစေစုတော်သီလဝတ္တတော်ဟောတိသီလနဲ့စောက်တည်ထားတဲ့အကျင့်တရားမှအကယ်၍လျှော့ကျသွားတယ်ဆိုလို့ရှိရင်တဲ့စိတ်ထဲမှာတုန်လှုပ်ကြတယ်မကောင်းမှုကဥဒ္ဓတွေငါဖြစ်တော့မှာပဲဆိုပြီးတော့စိတ်နှလုံးတုန်လှုပ်ကြတယ်။ဘာကြောင့်လို့ဆိုရင်သူလုပ်တဲ့လုပ်ငန်းတစ်ခုမအောင်မြင်လို့စိတ်နှလုံးတုန်လှုပ်တယ်။သီလပြတ်သွားတယ်။အကျင့်တရားသတ်မှတ်ထားတာပြတ်သွားတယ်။စီးဖောက်ပြီးသွားတယ်။အဲ့ဒါနဲ့စိတ်နှလုံးတုန်လှုပ်မှုတွေဖြစ်လာအကျိုးဆက်ကတော့အဲ့ဒီလိုစိတ်နှလုံးတုန်လှုပ်သွားတဲ့အခါကျတော့ဘာဖြစ်တုံးဆိုတာပစ္ဆပတိပဋ္ဌိယတိသသုတ်ထေသူကသီလနဲ့အကျင့်ကိုတဏှာကစင်ကြယ်နိုင်တဲ့သုတ်တိဖြစ်သတ်မှတ်စင်ကြယ်မှုအနေနဲ့သတ်မှတ်ထားတာဖြစ်သောကြောင့်ကိုချင်းတရားနဲ့စောင့်တည်ထားတဲ့အကျင့်ကနေပြီးတော့လျှော့ကျပြည့်သွားသည့်အတွက်ကြောင့်အဲ့ဒီဆုံးရှုံးသွားတဲ့သီလနဲ့ကိုချင်းတရားကိုသူဟာတထန္တရဖြစ်သွားတယ်တထန္တရဖြစ်သွားတယ်ငါမအောင်မြင်ဘူးပြည့်ပြည့်စုံစုံမလိုက်နိုင်ဘူးဆိုပြီးတော့အဲ့တော့ဒီကိုချင်းသီလနဲ့ဒီဟိုရင်ကနေပြီးတော့လျှော့ကြတယ်ဆိုတာဘာကြောင့်လျှော့ကြတာလဲလို့ဆိုတာကိုအကြောင်းတစ်ခုပြထားတစ်ခုကသူတစ်ပါးရဲ့အဖြတ်အမှောက်ဝင်လာလို့လျှော့ကြတာလည်းဖြစ်တယ်နော်သူတစ်ပါးရဲ့ပယောဂနဲ့အဖြတ်အမှောက်ဝင်လာလို့လျှော့ကြသွားတာဖြစ်တယ်နောက်တစ်ခုကတော့မိမိကိုယ်တိုင်ကတမ်းစိတ်အောင်မလုံးနိုင်လို့ကိုယ်တိုင်ကအဆင့်မမီလို့အဆင့်မီအောင်မကြိုးစားနိုင်လို့ဖြစ်သွားတာတစ်ခုတော့ပရိစိတ်ဓာတ်တောင်မှပဲပြက်သွားတာရှိတယ်လေအိပ်ပျော်သွားလို့ဘာဖြစ်လို့ပြက်တယ်ဒီနေ့ပရိပတ်1000စိတ်မဲ့ဆိုပြက်တာလေးရှိတာအဲ့ဒါမျိုးပြောတာနေ့စဉ်ဖျားရှိခိုးမဲ့လို့အဋ္ဌာန်တပဲအဋ္ဌာန်ပြက်ချင်းပြက်သွားတာပဲလေအဲ့ဒါမျိုးပြောတာရှော့ကျသွားတယ်ရှော့ကျသွားတဲ့အခါကျတော့ကိုယ်ဒိဋ္ဌံကိုယ့်ရဲ့လို့ရဲ့မအောင်မြင်သည့်အတွက်ကြောင့်စိတ်နှလုံးတုန်လှုပ်မှုဖြစ်ပြီးတော့ဘာဖြစ်လဲလို့ဆိုရင်သုတ်ထိကိုတန်းတပြီးတော့လူဟာဘယ်လိုခံစားရတယ်လဲလို့ဆိုရင်ရှေးခေတ်ကခရီးသွားကြတာကုန်းတယ်တွေနဲ့လဲကုန်းတယ်တွေနဲ့အတူလိုက်ပါကြတယ်တယောက်တည်းကိုအဝေးလတ်နဲ့ခရီးကိုတယောက်တည်းသွားလို့မရလဲအုပ်နဲ့နော်လူအုပ်ကြီးနဲ့ဖွဲ့ပြီးတော့သွားကြတာခီးသွားပေါ်တယ်ခုခေတ်လို့မလို့လဲပေါင်း900နဲ့သွားတယ်ဆိုအဲ့လဲနဲ့လိုက်ကြနောက်ကလမ်းလျှောက်လိုက်တာပဲဖြစ်စေလဲအုပ်နဲ့သွားတို့ဆိုအန္တရာယ်ဖြစ်တဲ့ဒီတော်ကြီးတွေထဲမှာဖျားတာဆိုအုပ်လိုက်သွားကြတာသူတို့အဲ့ဒါကိုတထလို့ခေါ်တယ်ကုံဒီအုပ်စုပေါ့တမျိုးကနေတမျိုးသွားပြီးတော့ဆေးရောက်ကြတဲ့အခါမှာရှင်းတော့လဲပဲရှိတာတော့အခုတော့တွဲကားကြီးတွေနဲ့သွားရင်တော့ပေါ့သင်္ဘောကြီးတွေနဲ့သွားရင်တော့အဲ့ဒီလဲအဖွဲ့ပေါင်း900လောက်ကိုမျိုးစုံတဲထားတယ်ရိတ်ခါလဲတင်ရတယ်စခန်းချတဲ့နေရာမှာချက်ပြုတ်စားတော့ပြီးတော့သွားကြတာခီးရှည်ထွက်ကြအဲ့ဒီလဲကုံတဲ့တွေနဲ့အတူလိုက်ပြီးတော့အဲ့ဒီလူဟာအိပ်ပျော်နေလို့ဖြစ်စေခီးမဆိုင်လို့ဖြစ်စေကုံတဲ့တွေထွက်သွားတာလဲအုပ်ကြီး
ပေါင်းထွက်သွားတော့မသိလိုက်လို့ကြံရစ်သွားတဲ့လူတယောက်ဘယ်လိုခံစားရအောင်လဲစဉ်းစားကြည့်နော်တော်ထဲမှာသူတယောက်တည်းကြံရစ်တယ်လူတွေကသွားကုန်ပြီအကုန်လုံးအုပ်စုလိုက်ကြီးသွားပြီသူကကြမ်းကြည့်တယ်အဲ့သူတယောက်တည်းကြံပြီးတော့အဖော်တွေနဲ့ကွဲသွားတဲ့အခါမှာကိုယ်အိမ်လည်းမဟုတ်ကိုယ်အိမ်ကလည်းတခြားရောက်နေတယ်ဆိုရင်အဲ့ဒီလူရဲ့တန်တမှုကဘာဖြစ်မလဲကုံဒီအုပ်စုကိုလည်းသူမျောလင့်မျောတွေ့ချင်တယ်သို့မဟုတ်အိမ်ပြန်ရောက်ချင်တယ်အဲ့ဒါအတွက်သူစိတ်ပူနေမှာပဲလေတော်ထဲမှာသူကြံရတာကိုရှေ့ခီးဆက်ဖို့အမတမခက်ခဲတယ်နောက်ပြန်လှဲဖို့လည်းအမတမခက်ခဲတယ်ခီးကအမတမဝေးတယ်အဖော်တွေကလည်းတယောက်မှမရှိတော့ဘူးတယောက်တည်းကြံရတဲ့ဆိုတာပြောလို့ခုနကကိုယ့်ရဲ့အဋိဋ္ဌံမအောင်လို့သီလနဲ့ကိုချင်းတရားကနေရှော့ကျသွားတဲ့ပုဂ္ဂိုလ်ရဲ့ခံစားချက်ဟာအဲ့တိုင်းပါပဲဒီကထာနဲ့လို့ရှင်းပြတာ